ချိုးချစ်တွေရတယ်စကားတွေအများကြီးပြောဖို့မလိုပါဘူးချိန်တိုင်းမှာကျူတီရှင်းနေရတဲ့နေပြေဆုံးနေပါပြီအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့ချစ်ရတဲ့တွေနဲ့အနီးကပ်ဆုံးနေလို့ရမယ်ချစ်ရတဲ့တွေနဲ့အချိန်တိုင်းတူရှိနိုင်မယ် DM ရဲ့ Cafe Watch တွေအကြောင်းကို review လုပ်ပေးသွားမှာဆိုရင်စိတ်ဝင်စားကြလားပထမဆုံးမိတ်ဆက်ပေးချင်တာကတော့ Denis Martin Cafe Watch တွေကယောက်ျားလေးဝတ်နိုင်ရေးပဲဖြစ်ပါတယ်သူ့ရဲ့ model နံပါတ်ကလေးကတော့ DM3157G ပဲဖြစ်ပါတယ်သူ့ရဲ့ဒိုင်ခွက်ကလေးကိုတော့ stainless steel နဲ့ပြုလုပ်ပေးထားပြီးတော့ဒိုင်ခွက်အတွင်းဘက်မှာဆိုလို့ရှိရင်လည်းရှင်းလင်းပြတ်သားတဲ့ရောမအခရာလေးနဲ့အချိန်ကိုပြပြီးတော့လက်တံသုံးခုနဲ့ဖွဲ့စည်းထားပါတယ်အတွင်းဘက်မှာဆိုလို့ရှိရင်လည်းဒိတ်ကွက်လေးတစ်ကွက်ပါရှိပါသေးတယ်သူ့ရဲ့ key size လေးကတော့38x44mm ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မကြီးမသေးအနေထားလေးနဲ့လက်ပေါ်မှာတော်တော်လေး balance ဖြစ်တယ်လို့ပြောလို့ရတယ်ကျိုးစိတ်လေးကလည်း 20x80mm ဖြစ်တဲ့အတွက်ကြောင့်ဝတ်လိုက်တဲ့အခါမှာလည်းပေါ့ပါတဲ့ခန်းစားချက်ကိုရရှိစေမှာပဲဖြစ်ပါတယ်ဒီမှာပြပြပေးနိုင်လေးကတော့ Cafe Watch တွေက mainly ပတ်နိုင်အကြောင်းလေးကိုထပ်ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင့်သူ့ရဲ့ model နံပါတ်လေးကတော့ DM3157L ပဲဖြစ်ပါတယ်ဈေးနှုန်းအပြင်လည်းတစ်လုံးကို3သိန်းကျော်လေးနဲ့ရရှိမှာဆိုတော့ budget လည်းစိတ်ပြည့်ခြင်းနဲ့ Cafe Watch ရဲ့ဝတ်ချင်တဲ့လူတွေအတွက်အရန်အောင်မိုင်းနေပြီနော်သူ့ရဲ့ case size ကတော့ 26x22mm ပြုလုပ်ထားပြီးတော့ကျိုး size ကတော့ 14x12mm ပြုလုပ်ထားဖြစ်ပါတယ်ရှင်။ Cafe Watch လေးတွေရဲ့ water resistant ကတော့ 3ATM ပါရှိတာဖြစ်တဲ့အတွက်ကြောင့် daily use အနေနဲ့စိတ်ချလက်ချအသုံးပြုနိုင်တဲ့နိုင်လေးပဲဖြစ်ပါတယ်။ Cafe တိတ်သွားတာဖြစ်ဖြစ် daily wear ပဲဝတ်အဆင်ပြေခြင်းမဲ့နိုင်လေးပဲဖြစ်ပါတယ်ဒီနိုင်လေးတွေကိုအကြိုက်တွေ့နေပြီဆိုရင်တော့အခုပဲတောက်ဝယ်ထားလိုက်ကြအောင်နော်နေ့တိုင်းမတွေ့နိုင်ရင်တော့မှလက်ပေါ်နိုင်ရုံကြည့်လိုက်တိုင်းတယောက်ကိုတယောက်တီးရနေစီမဲ့ moment လေးတွေကိုအခုပဲဖန်တီးထားလိုက်ကြအောင်နော်Denis Martin ကနိုင်လေးတွေကိုဆက်နဲ့တခဲ2 year run ပေးထားပါတယ်Denis Martin ရဲ့ review video လေးတွေကိုဆက်လက်တင်ဆက်ပေးအောင်ပါမို့လို့ Denis Martin ရဲ့ YouTube channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြနဲ့နော် Denis Martin sign off perfection